Hello အားလုံးပဲမင်္ဂလာပါဒီနေ့တွင်တွေကမြေပဲဆန်နဲ့ငါးနဲ့ကိုတုံးထားတဲ့ဗာလဲချောင်ကျော်လေးကိုကြော်ပြမှာဖြစ်ပါတယ်ဒါကတော့မြေပဲဆန်ကြိတ်ထားတာလေးဒီပါဟိုဘက်ကတော့ငါးကိုပြုတ်ပြီးတော့အယိုးနှွေထားတာလေးပါချက်သွန်နီးလေးလုံးထည့်ထားပါတယ်ချက်သွန်ဖြူကတော့နည်းနည်းတစ်လုံးပဲတုံးထားပါတယ်ပြီးရင်တော့အရင်ဆုံးစီကိုအပူပေးပါမယ်စီပူလာပြီဆိုရင်ဆွနွေးမုတ်လေးထည့်ပါမယ်ပြီးတော့ခဏလီးထားတဲ့ချက်သွန်လေးတွေကိုထည့်ပြီးတော့ကြော်ပါမယ်ချက်သွန်လေးတွေ6ပြီးတော့ရွှေညူရောင်တန်းလာတဲ့အထိကြော်ပေးပါမယ်အခုဆိုရင်ချက်သွန်လေးတွေကလည်းရွှေညူရောင်တန်းလာပြီဆိုရင်တော့ဆယ်ထားလိုက်ပါမယ်ဒါချက်သွန်လေးကိုဆယ်ထားလိုက်တာပါပြီးတော့ချက်သွန်ဖြူလေးတွေကိုလည်းရွှေညူရောင်တန်းလာအောင်ကြော်ပါမယ်ကြော်ပြီးရွှေညူရောင်တန်းလာရင်ပြန်ပြီးတော့ထပ်ဆယ်ထားလိုက်ပါမယ်ဒါကတော့မြေပဲဆန်ကိုအရင်ဆုံးစကြော်တာပါမြေပဲဆန်ကိုမြေပဲစိမ်းအနှံ့ပျောက်ပြီးတော့ပေါ့နော်မှုပြီးကျွတ်လာတဲ့အထိကျွတ်စရာမလိုမှားလို့မှာတော့လို့အရင်ကျွတ်စရာမလိုเนาะအရင်မကျွတ်တဲ့အချိန်မှာပဲမြေပဲစိမ်းနဲ့ကြောက်တော့ပြီဆိုရင်ငါးကိုထည့်ပြီးကြော်ပါမယ်ငါးရီတွေကျွတ်လာပြီဆိုရင်เนาะဆွမ်းနာကြော်ထားတဲ့ချက်သွန်နီနဲ့ချက်သွန်ဖြူကိုယူပါပါမယ်ပြီးရင်တော့ယူတီကြံဘက်ကိုထည့်ပါမယ်ဒီကြံဘက်ထည့်ပြီးငပြားရည်ကဲကဲလေးထည့်မယ်အချိုးမုတ်ထည့်မယ်ချက်သားမုတ်နဲ့ထည့်မယ်စားနေနဲ့ထည့်လိုက်မယ်ဆိုရင်တော့ငပြားရည်ကြော်လေးရပါပြီဖလက်ချောင်းကြော်လေးပေါ့နော်မြေပဲရဲ့စိမ့်နဲ့အရသာရင်ငါးရဲ့အချိုးတက်ကယူပြီးရဲ့ဆက်တဲ့ရသာလေးအရင်စားလို့ကောင်းပါလေဒီဟင်းတစ်မျိုးတည်းနဲ့ထမင်းရဲ့ကြက်ဥကြော်လေးရဲ့ပေါ့နော်စားရင်ကိုစားလို့အရင်ကိုဆင်ပြေပါတယ်ခါကြရင်တည်တည်ကင်းလေးရရင်တည်တည်ကင်းနဲ့တူပါတယ်ဘိုင်ဘိုင်